ဗမာလူမျိုးတွေဘယ်ကနေဆင်းသက်လာခဲ့ကြတာလဲဒီနေ့မြန်မာနိုင်ငံမှာလူဦးရေအများဆုံးလူမျိုးစုဖြစ်တဲ့ဗမာလူမျိုးတွေဟာဘယ်ကနေဆင်းသက်လာခဲ့ကြတာလဲဗမာလူမျိုးတွေရဲ့အစောပိုင်းသမိုင်းကိုလေ့လာရမှာအရေးကြီးတဲ့တဲလုံစာတစ်ခုကဗမာဘာသာစကားဖြစ်ပါတယ်ဗမာဘာသာစကားဟာတရုတ်တိဘက်ဘာသာမိသားစုတွေကတိဘက်ဗမာဘာသာစကားအုပ်စုနဲ့ဆက်နွယ်ပါတယ်ဘာသာပေဆိုင်ရာလေ့လာချက်တွေအရဗမာဘာသာနဲ့နီးစပ်တဲ့ဘာသာစကားပြောဆိုသူတွေရဲ့ရှေးဘိုးဘေးအုပ်စုချို့ဟာမြောက်ဘက်နဲ့အရှေ့မြောက်ဘက်ဒေသတွေကနေတဖြည်းဖြည်းတောင်ဘက်ကိုရွှေ့ပြောင်းလာခဲ့ကြတယ်လို့ယူဆထားကြပါတယ်လူမျိုးတစ်မျိုးဖြစ်ပေါ်လာခြင်းဟာရာစုနှစ်ပေါင်းများစွာကြာတဲ့လူဦးရေရွှေ့ပြောင်းမှုနဲ့ယဉ်ကျေးမှုပေါင်းစည်းမှုတွေပါဝင်တဲ့ဖြစ်စဉ်တစ်ခုပါခရစ်နှစ်ပထမထောင်စုနှစ်နောက်ပိုင်းမှာဗမာဘာသာနဲ့နီးစပ်တဲ့ဘာသာစကားပြောလူအုပ်စုတွေဟာမြန်မာနိုင်ငံအထက်ပိုင်းအေယာဝတီမြစ်ဝှမ်းစီရောက်ရှိအခြေချလာခဲ့ကြတယ်လို့သမိုင်းပညာရှင်တွေကယေဘုယျအားဖြင့်ယူဆကြပါတယ်ဒါပေမဲ့သူတို့ရောက်လာတဲ့အချိန်မှာအေယာဝတီမြစ်ဝှမ်းဟာလူသူကင်းမဲ့နေတဲ့နေရာတစ်ခုမဟုတ်ခဲ့ပါဘူးသူတို့မတိုင်ခင်ရာစုနှစ်ပေါင်းများစွာကလေးကပြူလူမျိုးတွေရဲ့မြို့ပြင်ကျေးမှုကြီးထွန်းကားနေခဲ့ပြီးသားဖြစ်ပါတယ်ဟန်လင်းပြီးတနိုးနဲ့တရေခေတ္တရာတို့လိုပြူမျိုးပြနိုင်ငံတွေပေါ်ပေါက်ခဲ့ပြီးကုန်သွယ်ရေးစာရေးသားမှုနဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေဖွံ့ဖြိုးနေခဲ့ပါတယ်နောက်ပိုင်းဗမာဘာသာပြောဆိုသူတွေအေယာဝတီမြစ်ဝှမ်းမှာပုံမခြေချလာတာနဲ့မျှရှိနေပြီးသားပြူလူဦးရေနဲ့အခြားဒေသခံလူအုပ်စုတွေနဲ့လည်းရာစုနှစ်များစွာအတွင်းတဖြည်းဖြည်းရောနှောပေါင်းစည်းလာခဲ့ကြပါတယ်ခရစ်နှစ်900စုဝန်းကျင်ကစပြီးပုဂံဟာမြန်မာနိုင်ငံအလယ်ပိုင်းမှာအရေးပါတဲ့အခြေချရာနဲ့နိုင်ငံရေးဖိုချက်တစ်ခုအဖြစ်တဖြည်းဖြည်းပေါ်ထွန်းလာခဲ့ပါတယ်စစ်တရားစုရောက်တဲ့အခါအနော်ရထာမင်းလက်ထက်မှာပုဂံနိုင်ငံဟာအေယာဝတီမြစ်ဝှမ်းဒေသများပြားကိုစုစည်းနိုင်တဲ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်ထေရဝါဒဗုဒ္ဓဘာသာဘာနိစာပေအနုပညာပြီးသူကနဲ့စာရေးသားမှုတလေးတွေဟာလည်းနောက်ပိုင်းမှာယဉ်ကျေးမှုပုံသဏ္ဍာန်ပေါ်လာရမှာအရေးပါတဲ့အစိတ်ပိုင်းတွေဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ရာစုနှစ်တွေကြာလာတဲ့အခါဗမာဘာသာစကားဗုဒ္ဓဘာသာယဉ်ကျေးမှုဒေသခံတလေးတွေနဲ့လူအုပ်စုမျိုးမျိုးရဲ့အမွေနှစ်တွေပေါင်းဆက်ပြီးယနေ့ကျွန်တော်တို့သိကြတဲ့ဗမာလူမျိုးနဲ့ဗမာယဉ်ကျေးမှုဟာတဖြည်းဖြည်းပုံပေါ်လာခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်